အဲ့တော့နောက်တစ်ခုမိတ်ဆွေတို့ကျွန်တော်အကြံပြုလို့တာကဒီ H96 Max အုပ်စုတွေကလည်းအင်မတန်ပစ္စည်းကောင်းလဲဆိုပေမဲ့ဒီဆက်ထဲမှာလည်းအတူအပတွေအများကြီးပဲထွက်နေတယ်ဒါဖြစ်တယ်အဲ့တော့ဒီဆက်တွေဝယ်မယ်ဆိုရင်လည်းမိတ်ဆွေတို့ယုံကြည်စိတ်ချရတဲ့ဆိုင်ရာဝယ်ဖို့အကြံပြုလို့တယ်အဲ့တော့ကျွန်တော်ရှိမှာတော့လုံးဝအာမခံတဲ့ပစ္စည်းအစ်စ်ကို set quality အမှန်ကိုပဲကျွန်တော်ရောင်းချပေးတာဖြစ်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ Android ဘောက်ဝယ်တဲ့အခါကျရင် set အတူတည်းမမီးဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်ဖို့လိုတယ်အဲ့တော့ကျွန်တော်ရှိမှာတော့အာမခံတဲ့ set ပစ္စည်းအစ်စ်တွေကိုပဲရောင်းတယ် quality ကောင်းတဲ့ set တွေကိုပဲရောင်းတယ် set လေးကိုလည်းကျွန်တော်ကြေညာပေးမယ်အဲ့တော့ဒီ set ကဆိုရင် H96 Max အုပ်စုတွေရဖြစ်တယ်ဒီ96 Max CD တွေကအင်မတန်မှ quality ကောင်းမွန်တယ်အဲ့တော့ဒီ set ကတော့ဆက်လေးလည်းတော်တော်လေးဟိုမှာလှတယ်လို့ချစ်စရာလေးနောက်ဒီဆက်မှာအာသာချက်ကအဓိကအာသာချက်ကိုကျွန်တော်ပြပေးမယ်ဆက်ကလုံးဝ Android version 14နဲ့ဖြစ်သွားပြီ14ကနောက်ဆုံး version ဖြစ်တဲ့အတွက်ကိုမိတ်ဆွေတို့ YouTube ကြည့်တဲ့အခါမှာလည်းလုံးဝ error တွေမဖြစ်ဘဲနဲ့ပေါ့ပေါ့ပါကြည့်လို့ရမှာဖြစ်တယ်တခြား software တွေသုံးရင်လည်းမိတ်ဆွေတို့ပေါ့ပေါ့ပါနဲ့အဆင်ပြေပြေသုံးလို့ရမှာဖြစ်တယ်အဲ့တော့သူ့ထဲမှာနောက်တစ်ခုအာသာချက်ကဘာလဲဆိုတော့လူမှုက2026တောင်ရောက်နေပြီမိတ်ဆွေတို့ရိုးရိုးမှုတွေပဲသုံးနေတော့မယ်လားအဲ့တော့ဒီဆက်ကတော့လူမှုနဲ့ဆက်နေကိုသူက Bluetooth နဲ့ချိတ်ဆက်ပြီးအလုပ်လုပ်တာဖြစ်တဲ့အတွက်ကိုတမ်းမီတာအကွာနေလူမှုကြိုက်တဲ့ပုံစံနှိပ်ဆက်ကအလုပ်လုပ်နေမှာဖြစ်တယ်ဒါကလုံးဝအာသာချက်ဒီဆက်ရဲ့အာသာချက်လေးဖြစ်တယ်သူထဲမှာ HDMI ချိုး adapter ဆက်လူမှုအားလုံးဝန်ဆက်စာပါပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်ရှိမှာတလက်စားတဲ့ဘောလုံးပွဲတွေကြည့်ဖို့အကောက်တွေလည်းဝယ်လို့ရတယ်လို့မြန်မာစာတန်းထိုးရုပ်ရှင်တွေကြည့်ဖို့လည်းအကောက်တွေဝယ်လို့ရတယ်ဒီဆက်လေးကိုကျွန်တော် Royal ရောက်တဲ့မြို့ရန်အင်အောင်ငွေချေလေးပို့ပေးတယ်မှာယူခြင်းနဲ့ဆိုအကောက်ထဲမှာဖုန်းနံပါတ်လေးတင်ပေးထားတယ်အားလုံးကျေးဇူးပါ